ဆိုတဲ့စကားလုံးကိုဘုံကိုရှင်းပြမယ်ပမာရီနားလဲနေတာကိုကလူတယောက်ကိုချေကျိုးအောင်လုပ်လိုက်ရင်ကိုချီကျိုးတယ်မှန်ပါဗျာအဲ့ဒါကိုလဲတယ်လို့ယူဆတယ်မှန်တော့အဲ့ဒါတော့အကျိုးပေါ်တယ်လို့ပြောတယ်မှန်ပါဗျာဝတ္တဆိုတဲ့အဓိပ္ပာယ်အဲ့ဒါပြောတာမဟုတ်ဘူးသူမှန်ပါဗျာဝက၃မျိုးရှိတယ်မှန်ပါဗျာကိလေသာဝကမ္မဝဝိပါကဝဝတ္တဆိုတာလဲပတ်ပြီးဖြစ်တယ်အကြောင်းနဲ့အကျိုးနဲ့လဲပတ်နေတာမှန်ပါဗျာဥပမာဘဝကြီးဆိုဘုန်းတို့လဲပတ်တာလေအခုမနေ့ဆိုရင်နေထွက်လာတယ်ပြီးရင်နေဝင်သွားတယ်မှန်ပါဗျာညရောက်တယ်ပြီးရင်တစ်ခါမနေ့ရောက်တယ်ဒါလည်းလဲပတ်နေတာပဲလေမှန်ပါဗျာလဲပတ်မှုကိုဝတ္တလို့ခေါ်တယ်မှန်ပါဗျာအဲ့တော့ဘာတွေလဲပတ်တာတော့ဆိုရင်ရှင်တွေကလိုချင်တဲ့စိတ်တွေဖြစ်တယ်မှန်ပါကိလေသာမှန်ပါဗျာလိုချင်တဲ့စိတ်ဖြစ်တော့ရအောင်လုပ်တယ်ကံရလာတဲ့ဝိပါကအကျိုးမှန်ပါဗျာလိုချင်တယ်ရအောင်လုပ်တယ်ရတယ်လိုချင်ပြန်တယ်ရအောင်လုပ်ပြန်တယ်ကြိုးစားပြန်တယ်ဆိုဒီအကြောင်းအကျိုးရဲ့လက်ပတ်နေတာကိုဒါဝတ်လို့ခေါ်တယ်ဝတ်မလဲပဲနိဗ္ဗာန်ရအောင်လုပ်လို့ရလားဆိုဒီအကြောင်းအကျိုးဆက်ဆက်နေတာတွေကိုနိဗ္ဗာန်ရအောင်လုပ်တယ်ဆိုတာကဒီခဲကလုပ်ရတယ်သူကမှန်ပါဗျာဝတ်ထဲမှာပဲနိဗ္ဗာန်ရအောင်လုပ်လို့ရတယ်နိဗ္ဗာန်ရောက်သွားရင်ကတော့ဝတ်တာတွေကထွက်သွားပြီသူကမှန်ပါဗျာဒီထဲမှာသူကလုပ်လို့ရတယ်ဝတ်မလဲပဲဆိုတာတော့မဟုတ်ဘူးဝတ်ကတော့လဲဝတ်လဲတယ်ဆိုတာဗမာတွေနားလဲတယ်ကိုကသူများကိုမတရားလုပ်လိုက်လို့ကိုမတရားလုပ်ခံရတယ်ဆိုဝတ်လဲမှုမျိုးပြောတာမဟုတ်ဘူးကိလေသာရှိရင်ကံဆိုတဲ့အလုပ်တရားရှိလာတယ်ကံရှိလို့ရှိရင်အကျိုးတရားဆိုတာရှိလာတယ်နော်အဲ့တော့ကိလေသာဖြစ်သည့်အတွက်ကြောင့်ကံဖြစ်တယ်ကံဖြစ်သည့်အတွက်ကြောင့်အကျိုးတရားတွေပေါ်တယ်အဲ့ဒီအကြောင်းအကျိုးဟာလက်ပတ်နေတယ်လို့ဆိုလို့နော်အဲ့ဒီလက်ပတ်မှုကိုရက်တော့အောင်လုံးမနေပါရအဲ့တော့ရက်တော့အောင်လုပ်တယ်ဆိုတာဒီဝတ်ထဲမှာပဲလုပ်လို့ရတယ်ကိလေသာကိုဖယ်ရှားဖို့ကြိုးစားရမယ်မှန်ပါဗျာကိလေသာကိုဖယ်ရှားလိုက်လို့ရှိရင်ကိလေသာတွေငြိမ်းသွားရင်ကံကလည်းပြတ်သွားရောမှန်ပါဗျာကိလေသာនិရောဓိကမ္မនិရောဓကိလေသာငြိမ်းမှကံငြိမ်းတယ်မှန်ပါဗျာကိလေသာငြိမ်းသွားရင်ကံငြိမ်းသွားတယ်ကံငြိမ်းသွားလို့ရှိရင်ဝိပါကဆိုတဲ့နောက်ကအကျိုးမလာတော့ဘူးမှန်ပါဗျာအဲ့ဒါနိဗ္ဗာန်ရောက်ခြင်းပဲဖြစ်တယ်ပေါ့နော်ဟောတိကံဆိုတာကနားလည်အောင်ပြောရမယ်ဆို expire ဖြစ်တာပြောတာမှန်ပါဗျာ expire ဆိုတာဆေးပစ္စည်းနဲ့သတ်မှတ်ထားတဲ့အချိန်ကုန်လို့ရှိရင်သူ expire ဖြစ်တာမှန်ပါဗျာဘာပစ္စည်းပဲဖြစ်ဖြစ်သတ်မှတ်ထားတဲ့အချိန်ပိုင်းကျော်သွားရင်ဒါ expire ဖြစ်တာမှန်ပါဗျာဒါဟောတိကံရဲ့အဓိပ္ပာယ်ကကံနေနဲ့တော့ဖြစ်သွားပြီအကျိုးမလာတော့ချိန်ဒီကစံတတိကုံသွားပြီလို့ဆိုလို့တယ်မှန်ပါဗျာကံရဲ့စံတတိတစ်ခုကုံသွားပြီမှန်ပါဗျာကံကိုသူကသတ်မှတ်ထားတာရှိတယ်ကံတစ်ခုလုံးလို့ရှိရင်ဒီဘဝမှာအကျိုးပေးတဲ့ကံကိုထိတ္တဓမ္မဝိရဏိယကံလို့ခေါ်တယ်ဒီဘဝမှာအကျိုးပေးတယ်မှန်ပါဗျာနောက်ဒုတိယဘဝမှာအကျိုးပေးမဲ့ကံကိုဥပပစ္စဝိရဏိယလို့ခေါ်တယ်မှန်ပါဗျာနောက်တင်းတော်တဲ့ဘဝတစ်ခုမှာအကျိုးပေးမဲ့ကံမျိုးကိုဒီအပရပရိယဝိရဏိယကံလို့ခေါ်တယ်အဲကံသုံးမျိုးဒီဘဝမှာအကျိုးပေးမဲ့ကံကသူအကြောင်းအကျိုးမညီသည့်အတွက်ကြောင့်သူကအကျိုးထုတ်လို့မထုတ်လို့ဘူးဒီဘဝကလည်းပြီးဆုံးသွားပြီဆိုရင်အဲ့ကံအဟောတိဖြစ်သွားအဲ့ဆိုအဲ့ကံကောင်းတာရောဆိုးတာရောနှစ်ခုစလုံးဖြစ်တယ်နှစ်ခုစလုံးဖြစ်တယ်နှစ်ခုစလုံးနဲ့သက်ဆိုင်တယ်မှန်ပါဗျာဥပမာတစ်ခုဘုံကနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ကဘာကျော်လူသက်သမားကြီးအင်္ဂုလိမာလာပေါ့ကြားဘူးတယ်မဟုတ်လားကြားပါဗျာအဲ့အင်္ဂုလိမာလာလူတွေတတ်ထားတဲ့ဗာဏာတိပတ္တကံမှန်ပါဗျာသို့တော့ကိလေသာတွေကိုသူပယ်လိုက်နိုင်တဲ့အတွက်ကြောင့်အဲ့ဒီကံတွေကဒီဘဝမှာပဲအကျိုးပေးနိုင်တယ်သူကနောက်ဘဝဆိုမရှိတော့မှန်ပါဗျာသူကဘာလို့ကိလေသာပြတ်သည့်အတွက်ကြောင့်နောက်ဘဝဖန်တီးပေးမယ်တဏှာဆိုသူမှမရှိဘူးကံနဲ့ကိလေသာတွေမရှိဘူးနောက်ဘဝမရှိသည့်အတွက်ကြောင့်နောက်ဘဝမှာငရဲကြရမယ်ဒီသူလှုပ်ထားတဲ့ကံတွေဟာစပယ်ရဖြစ်သွားအဲ့ဒါဆိုရင် तू ကဒီဘဝမှာပဲ तू ရဟန်းပြုရင်အချိန်တော့ခဲနဲ့အထုခံရတာဝိုင်းဆဲတာလောက်ပဲအဲ့ဒါလောက်ပဲနဲ့ပြီးသွားတယ်တင်ပါဗျာပြီးသွားတယ်ဟိုမျိုးလို့ပေါ့တကြောင်းကြာမှာလူငိမ့်ချမ်းသာခွင့်နဲ့တရားလောက်နဲ့လွတ်သွားတယ်လို့ဖြစ်မှာပေါ့ကံကိလေသာတွေကိုဖျက်ဆီးလိုက်သည့်အတွက်ကြောင့်ကံတရားအကျိုးပေးခွင့်မရှိတော့မပေးနိုင်တော့ဘူးပေါ့နော်ကိလေသာနဲ့ကံပေါင်းစပ်မှသူအကျိုးပေးတာမျိုးစေ့ပေါက်တာပဲချိနေမြေနဲ့ရေနဲ့တွေ့ပါပေါက်တယ်မဟုတ်လားမှန်ပါဗျာမှန်ပါမြေနဲ့ရေနဲ့မတွေ့အောင်တွေးချောက်တဲ့နေရာမှာထားလိုက်မယ်ဆိုရင်ဒီမျိုးစေ့ကပေါက်တော့ဘူးလေတင်ပါဗျာမှန်ပါအဲ့ဒါလိုပါပဲဟောသိပါဒီရုပ်ထဲမှာနာမ်တွေကရှိနေတာလားနာမ်ထဲမှာရုပ်တွေကရှိနေတာလားလို့ပြောရင်မရှိဘူးရုပ်ကလည်းနာမ်ကိုမမြင်ဘူးနာမ်ကလည်းရုပ်ကိုမမြင်ဘူးနှစ်ခုပေါင်းလို့
ဆိုပါစို့ကဲနိုင်လက်တန်လေးကနေပြီးတော့ तू ကကနန်းကလေးတွေကိုပြတယ်လက်တန်ရှည်ကတစ်မျိုးပြတယ်လက်တန်တူကတစ်မျိုးပြတယ်အဲ့ဒီလက်တန်ကလေးတွေကငါ9 နာရီခွဲအချိန်10 နာရီခွဲအချိန်ငါပြနေတာပါလားလို့သိရလားသူတို့မသိပါဗျာငါလက်တန်လေးဟာအခုရှစ်ခဏန်းပေါ်ရောက်နေပါလားလို့သိလားမသိနိုင်ပါမသိဘူးအဲ့ဒါလိုပဲလူရဲ့ရုပ်မှာဘာမှမသိဘူးဘာမှမသိဘူးမှန်လားပါဗျာဆိုပါစို့ဘုန်းကြီးတို့တွေစဉ်းစားကြည့်အဲ့ရပေါ်လှဲ့အိတ်နေလှဲ့အိတ်နေတဲ့အခါကျတော့ contemplation လုပ်เสียဒါလည်းကပ္ပထမ်းပဲအဲ့ရပေါ်လှဲ့အိတ်ရင်ကနေပြီးတော့စဉ်းစားကြည့်အိယာကြီးကငါပေါ်မှာဒီလူလှဲ့အိတ်နေပါလားလို့အိယာကသိရလားမသိပါဗျာမသိဘူးလူခန္ဓာကိုယ်ကြီးကလည်းငါအိယာပေါ်လှဲနေတာပါလားလို့ तू သိရလားမသိပါဗျာသိတာကနံလေးကသိနေတာမှန်လားပါဗျာနံကလေးမရှိဘူးဆိုရင်ဘယ်သူမှမသိတော့ဘူးနံကသိနေတာအဲ့တော့သဘာဝနှစ်ခုမတူဘူးဆိုတာကိုထင်ရှားတယ်နော်မှန်လားပါဗျာမသိကြဘူးအဲ့တော့မသိတဲ့အရာနှစ်ခုပေါင်းစပ်ပြီးတော့လှုပ်ရှားနေတာလို့ဒီလိုတွေ့ရအဲ့တော့နံတရားတွေဟာဘုန်းကြီးတို့တွေစဉ်းစားကြည့်မယ်ဆိုရင်နင်းစိတ်တွေဘယ်မှာရှိတာတော့ငါပိုက်ထဲမှာရှိတာပေါ့ကွာလို့ပြောကောင်းပြောကြလိမ့်မယ်ရှိမရှိဘုန်းကြီးတို့စမ်းသပ်ကြည့်နော်စိတ်တွေဟာနန်းရုပ်ထဲမှာတကယ်ရှိနေတာဟုတ်ကလားလို့ဆိုတာကိုကဲဥပမာလေးတစ်ခုနဲ့ကြည့်အောင်ပီယာနိုတီးတဲ့လူတွေပေါ့ပီယာနိုထဲမှာသချင်းတန်တွေစတိုလုပ်ထားသလားလုပ်ထားပါဗျာဒါပေမဲ့တီးမယ်ဆိုရင်သချင်းတန်အမျိုးမျိုးထွက်နိုင်တယ်မဟုတ်လားဟုတ်ပါဘူးတီးတဲ့ပုဂ္ဂိုလ်ကတီးတဲ့အတိုင်းသချင်းမျိုးစုံတီးလို့ရတယ်နော်ဟုတ်ပါဗျာအဲ့ဒါတွေကဒီခလုတ်ထဲမှာအဲ့ဒီဟာတွေရှိနေလားမရှိပါဗျာမရှိဘူးမရှိဘဲနဲ့ဘယ်ကရောက်လာအကြောင်းဆုံလို့ရောက်တာနော်မှန်လားပါဗျာတီးတဲ့လူနဲ့သူအကြောင်းတရားဆုံပြီးလို့ရောက်တာမှန်လားပါအဲ့ဒီသဘောတိုင်းပဲဒီအတန်လေးကဒီထဲမှာရှိနေတာမဟုတ်ဘူးရှိနေတာမဟုတ်ဘဲနဲ့ရှိနိုင်တဲ့အနေထားသာရှိတယ်ရှိနေတာမဟုတ်ဘူးရှိနေတာမဟုတ်ဘဲနဲ့အကြောင်းကြောင့်ဖြစ်ပေါ်လာတယ်လို့ဒီလိုဆိုဟေတုံပဋိစ္စတံဘူတာတဲ့အကြောင်းတရားတွေကြောင့်ဖြစ်လာတာမှန်လားပါဟေတုပင်ကနေရုစတိအကြောင်းတွေပြတ်သွားရင်သူတို့ပြတ်သွားရောမှန်လားပါဗျာအဲ့ဒီသဘောကိုသိချစဉ်းစားကြည့်ဒါကြောင့်မို့ကဲစိတ်နဲ့ရုပ်ကလေးဖြစ်လာပုံကိုကြည့်အောင်ဒါစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တရားကမြတ်စွာဘုရားကလက်တွေ့သိနိုင်တဲ့တရားတွေကိုဟောတာဖြစ်သောကြောင့်လူတွေကတတိမမူမိတာကများပါတယ်လက်လန်းမမိတာမဟုတ်ဘူးလက်လန်းမိတယ်ကဲဘုန်းကြီးတို့တွေမျက်လုံးလေးဖွင့်လိုက်တာနဲ့တပြိုင်နက်မြင်စရာအာယုန်တွေကိုမမြင်ဘူးလားမြင်ပါတယ်ဗျာမြင်တဲ့အခါကျတော့မြင်တာကိုသိတဲ့စိတ်ကလေးရောမလာဘူးလားလာပါတယ်ဗျာလာတယ်ကြည့်မြတ်စွာဘုရားကသုတ်တန်နေမှာသက္ခုဇပတိဇရူပေဇဥပ္ပိဇတိသက္ခုဝိညာဏံကိုမျက်လုံးလေးပဲကိုပြန်ကြည့်နော်မှန်လားပါဗျာသက္ခုဇမျက်စိလို့ဆိုရဲသက္ခုပတာရအကို၎င်းရူပေဇမျက်စိဖြင့်မြင်ရတဲ့အဆင်းအာယုန်တို့ကို၎င်းပတိဇအစွဲပြု၍သက္ခုဝိညာဏံမြင်သည့်စိတ်ကလေးသည်ဥပ္ပိဇတိဖြစ်ပေါ်၍လာရ၏တဲ့ဟောမြတ်စွာဘုရားဟောတာဒါလေးကဖြစ်လာတာတဲ့ရှိနေတာမဟုတ်ဘူးလို့ဆိုလို့တယ်မှန်လားပါဗျာဥပမာပဲဘာနဲ့တူတုံးဆိုရင်စီကလေးကိုဒုံးနဲ့ရိုက်လိုက်တဲ့အခါစီသံထွက်လာတယ်လို့ပဲစောင်းကလေးကိုလက်ကလေးနဲ့တီးလိုက်တဲ့အခါစောင်းကျိုးတဲ့ကအတန်လေးထွက်လာတယ်လို့ပဲတဲ့မှန်လားပါဗျာမိချစ်ဖူးလေးကိုကောက်ပြီးတော့ချစ်လိုက်တဲ့အခါမီးကလေးပေါ်လာတယ်လို့ပဲတဲ့ဟောအကြောင်းကိုဆွဲပြုတ်ပြီးတော့ဖြစ်တဲ့သဘောနော်မှန်လားပါဗျာမျက်စိနဲ့အစင်းအာယုံဆုံလိုက်တာတိုက်ခိုက်မှုတစ်ခုပဲမှန်လားပါဗျာတိုက်ခိုက်လိုက်တဲ့အခါကျတော့မီးပွင့်သွားတယ်လို့ပဲအာယုံတစ်ခုပွင့်လာတာစိတ်ဓာတ်ပွင့်လာတာအဲ့ချက်မှာပေါ်လာဆိုတော့နောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်မိုးချိန်တဲ့အခါမှာလျှက်စီးလက်ထားတွေပါမြင်မှုကြလိုက်အဲ့ဒီမှာအပေါ်မှာဓာတ်နှစ်ခုတိုက်လိုက်တဲ့အခါကျတော့လျှက်စီးတွေပေါ်လာတာမှန်လားပါဗျာအဲ့ဒီလျှက်စီးတွေကအဲ့ဒီဓာတ်ထဲမှာရှိနေတာတော့မဟုတ်ဘူးသို့မဟုတ်တိုက်